လုံဝါကမပေးခြင်းနဲ့ပေါက်ပေါ်တတိရဲ့လူမဆန်တဲ့လုံရက်ကနေအတန်တူထွက်ပြေးလာရတဲ့ထိုင်းကမြန်မာလူငယ်လေးမိသားစုစားဝတ်နေရေးဆင်ပြေဖို့အတွက်ကိုမွေးရမြေကိုစွန့်ခွာပြီးတပားသူနိုင်ငံမှာတွားရောက်ရုန်းကန်နေကြတဲ့ရွှေပြောင်းမြန်မာလုံသမားတွေရဲ့ဘဝကမလုံခြုံပါဘူး။အခုဆုံးအင်တာနက်ပေါ်မှာကိုချိုးချိုးဆာဆာလုတ်ကင်ထားတဲ့လုံအားကလေးကိုတောင်းခဲ့မိုံနဲ့အသက်အန္တရာယ်ကြုံတွေ့ရတဲ့အထိအုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ထိုင်းရောက်မြန်မာလူငယ်လေးတူရဲ့ရင်နာစရာဖြစ်ပျက်ကလူပြောများနေပါတယ်။ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့မေလ4 ရက်နေ့ညပိုင်းမှာအိန္ဒိယထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။အဆိုပါမြန်မာလူငယ်လေးဟာထိုင်းနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ပေါက်ဖော်လုပ်ငန်းရှင်တူစီမှာဘာသာပြန်အဖြစ်လှုပ်လှုပ်ကန်ခဲ့သူဖြစ်ပါတယ်။ဘာသာပြန်ဆိုတာအတော်လေးကြိုးစားသင်ယူထားတဲ့ပညာရေးတစ်ခုပါ။ဒါပေမဲ့လူငယ်လေးဟာလောက်ကနေထွက်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက်သူရှင်ကလောက်ကန်ခဲ့တဲ့လုံအားကအကျွမ်းကျန်လေးတွေကိုရပိုင်ခွင့်ရှိတဲ့အတိုင်းတွားရောက်တောင်းခံခဲ့ပါတယ်။ဒီလိုတရားဝင်လုံအားကတွားတောင်းတဲ့အချိန်မှာပဲမထမထားတဲ့ဖြစ်စိုးကြီးနဲ့ရင်ဆိုင်ခဲ့ရတာပါ။လုံအားကကိုရှင်းမပေးခြင်းနဲ့စူပါပေါက်ဖော်လှုပ်ရှင်တဲ့အပေါင်းပါတွေဟာအင်မတန်လူမဆန်တဲ့လုပ်ရက်ကိုကျူးလွန်ခဲ့ကြပါတယ်။ညနေ4 နာရီချိန်ကနေည7 နာရီချိန်ထိစုစုပေါင်း4 နာရီတိတိချိန်ယူပြီးမြန်မာလူငယ်လေးကိုလူ9 ယောက်ကအုပ်စုဖွဲ့ကကိုထိလက်ရောက်ပြင်းပြင်းထန်ထန်အနိုင်ကျင့်ခဲ့ကြပါတယ်။လုံအားကတောင်းတဲ့သူကိုပေးစရာရှိတာမပေးတဲ့အပြင်ရင်နွေးပူတွေတုံးပြပြီးရုပ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်နာကျင်စေတာအချွန်တက်တွေနဲ့တင်းကျပ်နာကျင်အောင်ပြုမှုတာပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်အောင်အုပ်စုဖွဲ့ပြီးအချိန်ချင်းကိုထိလက်ရောက်ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။တပားသူရဲ့နိုင်ငံမှာကိုဘက်ကအားနည်းနေတာကိုအခွင့်ကောင်းယူပြီးအခုလိုဥပဒေမဲ့လုပ်ရက်တွေကိုရရဆက်ဆက်ကျူးလွန်ခဲ့ကြတာပါ။ဒီလိုပြင်းထန်လွန်တဲ့ချင်းဒီစုကြီးတွေကနေမြန်မာလူငယ်လေးဟာအထံမသိယုံတမဲရှိသမျှခွန်အားကိုထုတ်ပြီးကိုလွန်ယုံထွက်ပြေးခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲလမ်းမှာရှိတဲ့ထိုင်းလူမျိုးဒေသခံတွေကိုကူညီတောင်းခံနိုင်ခဲ့ပါတယ်။ဒီတဲ့တင်ဟာထိုင်းနိုင်ငံကနာမည်ကျော်ပရိုက်တာသမားကြီးဖြစ်တဲ့ခွန်ကန်စီကိုချက်ချင်းရောက်ရှိသွားခဲ့ပြီးခွန်ကန်ကိုယ်တိုင်လင်မြန်လာရောက်ကဲတင်ပေးခဲ့ကစီးရုံကိုချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။လက်တလုံးမှာတော့ဒီကျူးလွန်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကသေးစိတ်စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။အခုဆိုရင်လူငယ်လေးဟာစီးရုံမှာရေးပေါ်တက်ရောက်ကုသမှုခံယူနေရတာ၄ ရက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။အုပ်စုပွဲနိုင်ချင်းခံထားရတဲ့တန်ဒီကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရရှိမှုတွေကအင်မတန်များပြားလွန်းနေလို့သိရပါတယ်။ဒီနေရာမှာအလွန်ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ကိုယ်နိုင်ငံသားတယောက်တခြားနိုင်ငံမှာတလောက်ကြီးမားတဲ့ဒုက္ခမျိုးကြုံတွေ့နေရတာတော့မှအခါအကွယ်ပေးရမယ့်မြန်မာတန်ယုံနဲ့အလုသမားတန်ရရှိယုံဘက်ကနေလာရောက်ကြည့်ရှုစောင့်ရှောက်ပေးတာမျိုးကာကွယ်ပေးတာမျိုးယခုချိန်ထိလုံးဝမတွေ့ရသေးတာပါပဲ။ကိုလူမျိုးချင်းချင်းအောင်လက်မကြည့်ချိန်မှာတခြားနိုင်ငံသားတွေဖြစ်တဲ့ထိုင်းလူမျိုးတွေနဲ့ပရိုက်တာသမားခွန်ကန်တို့ကသာတက်ကြွကြွနဲ့စေတနာထားကူညီပေးနေကြတာဟာတစ်ဖက်ကကြည့်အလွန်ကျေးဇူးတင်စရာကောင်းတယ်လို့တစ်ဖက်ကတွေးကြည့်ရင်လည်းကိုယ့်ချင်းတွေကိုတွေးပြီးအင်မတန်ရင်နာစရာကောင်းလာပါတယ်။ကိုနိုင်ငံမှာစီးပွားရေးစင်မပြေမှုတွေကြောင့်မိသားစုခွဲခွာပြီးပြည်ပထွက်